လာမယ့်2026နှစ်သစ်မှာကံကောင်းချင်တယ်ဆိုလို့ရှိရင်ဒီဇင်ဘာ31ရက်နေ့ည12နာရီကနေ12နာရီ10မိနစ်အတွင်းစက္ကန့်60စပစ်သီး12လုံးကိုစမ်းပြီးတော့စားကြည့်ရအောင်နော်ဒါက19ရာစုစပိန်နိုင်ငံကနေလာတဲ့ရိုးရာယူဆတစ်ခုဖြစ်တယ်အဓိကကတော့ယုံကြည်မှုပေါ့ယုံကြည်မှုရှိပြီးလုပ်မယ်ဆိုလို့ရှိရင်ဘယ်ရမဆိုအောင်မြင်မှာတည်ကြတယ်နောက်တစ်ခုကဘာလဲဆိုတော့စပစ်သီးကအခုပြောနေတဲ့အစိမ်းရောင်တို့ကြက်သွေးရောင်လားနီညိုရောင်လားအဲ့လိုအရောင်တွေဖြစ်ဖို့ကအဓိကမဟုတ်ဘူးအဓိကစပစ်သီးဖြစ်ဖို့လိုအပ်တယ်နောက်ပြီးတော့စပစ်သီးကအလုံးဝိုင်းရမယ်အလုံးဝိုင်းပြီးတော့ပြည့်ဝလေးဆိုကိုယ်စုတောင်းလေးပြေးသွားတယ်လို့ယူဆကြတယ်နောက်ပြီးတော့အနာအဆမပါတဲ့စပစ်သီးဖြစ်ဖို့လည်းလိုအပ်တယ်နောက်ပြီးတော့ wish လုပ်တဲ့အချက်လက်လေးတွေကိုလည်းခြာရေးထားဖို့လိုအပ်တယ်။ဆုတောင်းတစ်ခုချင်းစီချင်းက12လကိုစားပြုတဲ့အတွက်ကြောင့်မလို့ကို့မှာဆုတောင်း12ခုရှိတယ်ဆိုလို့ရှိရင်12ခုကိုခြာရေးထားဖို့လိုအပ်တယ်။ဒါမှမဟုတ်တစ်မျိုးတည်းကိုပဲ12လ12ခါဆုတောင်းလို့ရတယ်